လက်ဆောင်ပေး ဟောအေးဆောက်ပြီး မာလေးလှမ်းနေပါလားလှမ်းစားလာရဟောဘာညဆောက်ပြီးပါလားအေးရပါတော့အိုင်းတမန်လိုက်လာတမန်လေးမလုပ်ပါဟာရောက်ကျောင်းစားတာရောက်ကျောင်းစားတာဘာလဲလိုက်ရထထူးတယ်ဟာ လှမ်းနဲ့ထိုးနေရဒီပဲအေးနောက်ပေါ့နှကောင်ပေါင်းပြီလိုက်မတက်နဲ့နော်လိုက်နှကောင်ပေါင်းပြီတက်မတက်ကြနဲ့အေးလေးပြီးကြည့်အောင်လို့စောင့်ကြပါအေးဟာရည်အေးရောဟဲ့ရောမိုက်တယ်ရောရောမိုက်ရမိုက်တယ်ရောချောရှိလိုက်ရမိုက်တယ်โอเคငါနည်းနည်းမိတ်ဆက်လိုက်အောင်မယ်နည်းနည်းမိတ်ဆက်လိုက်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်မာရုဖြစ်ပါတယ်ကျွန်တော်တို့အခုလက်ရှိကျွန်တော်တို့ရဲ့စာပါမှာဆိုရင်တော့ဖြစ်ဒီမှာလူ6ယောက် active ဖြစ်နေပါတော့6ယောက်1 2 3 4 5 6ပေါ့နော်ကျွန်တော်ပါဝင်ဆိုရင်6ယောက်ရှိပါတယ်ကျွန်တော်တို့ရဲ့စာပါမှာဟုတ်ပါတယ်เย่တော့โอ้แม่พี่อ่ะကြောင်းကြတယ် ဒီသားဒီသားไอ้แกไอ้ကောင်ခေါ မဟုတ်တိုင်းရဒီရွာမှာမင်းကဒီရွာမှာငါတကြီးပဲလေပါမင်းရတယ်အားကြောင့်မင်းငါကြော်ရီလို့ရွာလို့ပြောရင်ကြော်ရီလို့ရွာလောက်လိုက်ပေါ့ဟာမင်းရတယ်ဟိုကြော်ဒီရဘာလို့ပြန်ကြည့်ရဘာလို့ပြန်ကြည့်ရဘာလို့ကြော်အားချောင်းဗီဒီယိုရငါရတတ်မှာနော်အားချောင်းဗီဒီယိုရငါရတတ်မှာမဟုတ်ဘူးတိုင်းရအားချောင်းတော့မဟုတ်ဘူးငါပြောပြရတာမင်းအေးတော့တတ်မှာနော်မဟုတ်ဟာအားချောင်းတော့အားချောင်းသူကြီးတင်မယ်ဆိုရင်ဒီလုံးအေးငါပြောရမယ်ဒီရွာမှာကွာမင်းဒီရွာမှာကွာငါတကြီးကွာအားကြောင့်မို့ကွာငါရဲ့နာမည်ကွာဟိုးအပေါ်မှာကွာအဲ့လိုမျိုးဆိုင်းထိုးရမှာကွာမင်းရတယ်သူပြီးချနိုင်တဲ့လူကအဲရွာလူကြီးလုပ်လိုက်အဲ့ဆိုအသိပြီနိုင်တဲ့လူ PVP ချရွာနိုင်တဲ့လူကရွာတကြီးလောက်ရမှာဩဘာမလို့လဲတားလောက်လာမယ်ငါမချဘူးဒါလည်းမကောင်းနေဘူးဘာမလို့လဲရအဲ့ဆိုရွာလူကြီးနေရငါပဲရောငါလူခေါ်ခြင်းမင်းရွာတကြီးကမင်းချမ်းသာလားမင်းမင်းဒီမှာရွှေတွေတောင်ပေးလို့ရတယ်ရောရွာတကြီးကချမ်းသာလားမချမ်းသာလားရွှေတွေပါပေးလို့ရတယ်ဘော်ရအောင်ရွှေမကင်ရတော့မင်းပြောငါတော့မင်းဘော်ရအောင်မှာရွှေနဲ့ကင်တာနော်ဘော်ရအောင်ရွှေဘော်ပြားမကင်တာနော်မင်းကျွန်တော်ယူလိုက်ပြီးရွှေတွေကိုဘာမှမဟုတ်တော့ငါတော့ခမဲလို့ပြီးတော့လာတာပါလေရှစ်ခက်ခမဲလို့ပြီးတော့လာဘာလို့တာငါတိတ်နာမရှိဘူးမင်းအတန်နဲ့ထိနေရအလဲချဲခစ်တူးတော့ကွာငါတို့ခစ်တူးတော့မင်းဝါလုပ်ပြီးသွားပြီလားလို့အေးနောက်မှလုပ်မယ်ဒါမလုပ်ရဘူးငါမြေကြီးတူးလိုက်မင်းရဲ့မြေအောက်စကန်ပါသွားမှာနော်ဒီကောင်တက်တာတွေပေါ်နေမြေအောက်ထဲမှာမင်းတက်တာတွေလာမြုပ်တာနဲတာမဟုတ်ဘူးဒီကောင်ကျွန်းတက်တွေရောင်းဝယ်လုံးနေငါမပြောငါဖမ်းမှာငါမတီးခဲနဲ့ကျွန်းတက်တွေရောင်းဝယ်လာလုံးဟာလားမင်းကဘာတော့ဟာငါတက်တော့ရေးဝင်ကြီးဌာနပြောပါအဲ့ဒီဘာလူကြီးကိစ္စဒီမင်းငါပြောတဲ့နာမည်တိုင်းရပါလို့ရဘာလို့ရှိရတယ်လိုတဲ့ကွာဒီဆိုရပြီအဲဒီရောခဏပြီးရဆိုတော့ကွာဒါလေးမင်းခေါင်းရလာမင်းခေါင်းနောင်းခေါင်းနောင်းကချီခေါင်းနောင်းဟာတို့ရွာလူကြီးကခါဘောမှာချီခေါင်းနောင်းနဲ့ပါ
ဒီလား ဒီအိမ်လေးတွေချိန် ဒီလားလာအိမ်လေးချိန်မယ် လာဖောက်အောင်ဖောက်အေးရောက်ရေးဘာကောင်း လောက်ရပါအောင်လို့ဒီမှာဒီနေရာတွေ့ရပါတော့ကောဘာနေရာတွေ့ရမော်ဒီလည်းအကုန်ရှင်းပွားကြီးကျွန်တော်ဓာတ်ရည်နဲ့ခုံပွားကြီးဒီမှာတော့ဖုန်းနေဘာလဲရမလဲ ဒီနောက်ဆုံးတော့ကျွန်တော်တွေ့ခဲ့တယ်ဘာကြီးရဟုတ်ပါဟုတ်တယ်ဒါရဟာဒါလည်းလားဟာဘာလဲဟာအမ်ဘလန်နဲ့ပြီးတော့ဟာတော့ရမပြောတော့ဘူးအင်ဖန်ထရီပြီးပါပြီဟာအေးအောင်အဲ့ဒီဟိုကလေဒီဘူးကောင်းရင်လည်းငါမတွေ့ဘူးဒိုင်းမွန်းနေတောင်ပါလားဟာရတယ် ဟာများတဲ့နေလာပေးသွားတယ်ကွာဟာများတဲ့နေပါတော့မှာ Bro, what are you doing in my house? What are you doing? What are you doing?คือมาอินเตอร์โปรมามันชอบได้ชอบเป็นสาวแบบ နည်းနည်းခက်မှန်းနိုင်တယ်ကျွန်တော်တို့ဒါဘလို့ပြောမလဲဆိုတော့ကျွန်တော်ရွာနာမည်ပြီးတာပေါ့နော်ဘာရွာလဲဆိုတာတော့မပြောတော့ဘူးဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်မာရုဖြစ်တယ်ပေါ့နော်မာကြီးအကြီးဝိတာမကောင်းအဲ့ဒီချွတ်လိုက်အောင်မယ်ကျွန်တော်စကင်ဘောပါပြီကျွန်တော်မာရုဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်ကြော်ကြီးတို့ရကျွန်တော်လောလောဆယ်ရေးထားတော့ကြော်ကြီးတို့ရဖြစ်မယ်လုံးကြီးတင်ကြံခဲ့တယ်ပေါ့နော်ရင်နာစရာကြီး Ore na wangiri lubi. မန်ဂီရီလိုဗီယာပါလဲမတိကန်ဆိုတာတီးစားရတာကျွန်တော်ဘာတီးမှမစားတာလည်းမရဘူးလားဟာလူဖီနဲ့လာတွေ့ရလူဖီဒီမှာအရှိမလူဖီပေါ့နော်ဟာအရှိမလူဖီရောက်လာပြီဒါလူဖီရဲ့အိမ်မှာဒီမှာကြီးကျွန်တော်စာပါလိုက်ပြတာမနော်ဒါဒီနေ့ကကျွန်တော်စာပါလိုက်ပြတာလူဖီရဲ့အိမ်ဖြစ်ပါတယ်လူဖီရဲ့အိမ်က Hey. ခေါင်းမမရှိသေးဘူးစိုက်ကြီးရတော့စာလိုက်ပါလေ Adashi, sorry dai, kakkayo da. ဟာဒါတော့ဘလို့လင်းထားအောင်ရဲ့အိမ်လို့တော့ပြောတယ်ဗောနော်ဒါကျွန်တော်ရင် Awa mi lo ni bai mishi ya, me na mi lo ဒါ ton. ဒါတော့မောင်ရေးရိုရဲ့အိမ်ဖြစ်ပါတယ်မောင်ရေးရပြောထားတယ်မန်ပါအစ်ရောက်လာလို့ဆိုရင်သူ့ရဲ့ TikTok ကောက် follow နှိပ်ပြီးလို့ဆိုရင်ဒီအိမ်ကိုအလကားပေးမှာဖြစ်ပါတယ်ဒါတော့ DB ရဲ့အိမ်ပါ DB ခလိုက်ရဲ့အိမ်ပါဒါ DB ခလိုက်အိမ်ဗောနော်ဒီမှာကြည့်မစာရေးထားတယ် DB ခလိုက်အိမ်ဟောင်းဟာ DB ခလိုက်အိမ်ဟောင်းဟာဟောင်းက easy ဒါနည်းနည်းဝါကြီးဟောင်းက easy ကေဆောင်းရမ်းကျန်းတယ်ကျွန်တော်ညီရဲ့အိမ်ဗောနော်ဖြိုးရပြီအလောက်ရပြီအလေးစီးမယ် Kapte mayo. တတေပါယောနာရုတိုဒါငါတာနာမီကစေမီနာတိုဒါငါမင်းရဲ့အဖေဒီရောက်မြောက်ဖို့ကခဲ့တူလားYou know you. လှေစီးမယ်လို့ I opito. No. I opito. Opito. Dona ba? ER. Di ba opito. Opito ဆိုရာစင်းငန်းနဲ့ထုတ်ပြရမှာဟုတ်လား Oi. Opito Di ma rising nga naမရှိဘူး မီနာတော့ရာစင်းငန်းမရှိဖြစ်တယ်ဟဲ့မီနာတို့လည်းလှေစီးတော့မယ်rising ပါတယ်ဗျာလားဒီထဲမှာ rising ပါတယ် ကျွန်တော်အခုရက်ပိုင်း mobile ကြံသွားဆော့နေတော့ဗီဒီယိုတွေမတင်ပြတာပေါ့နော် Minecraft ဗီဒီယိုတွေမတင်ပြတာအခုပြန်ဆော့ပါမယ်
နော်လှေစီးရလဲတိတ်မကြွဘူးပေါ့ဘိုင်ဘိုင်အားလုံးဘိုင်ဘိုင်